မင်္ဂလာပါလိုင်းဘာမီတစ်ဆိုင်မှာတုံနေကြတစ်ဖက်တုပ်ပုံစံလေးတုပ်ပြမယ်နော်ကော်ပီလေးတွေထည့်မယ်ငုတ်သီးစိမ်းလေးတွေခန်းကြီးအမဲ့လေးတွေအစိမ်းလေးတွေစစ်သွန်ပြူလေးတွေထည့်ပါမယ်ရှင်အပြန်ကြိုကျွတ်ရွလေးတွေထည့်ပါမယ်ချင်းချင်းဆက်ဆက်ထောင်းထားတဲ့ရှူရှဲလက်ဖက်ထောင်းလေးတွေထည့်ပါမယ်ရှင်စဖိုးမှုဖွားဖွားကိုယ်တိုင်နှက်ထားတဲ့ခါစိတ်နှစ်ဖက်ညွန့်လေးတွေထည့်ပါမယ်ပစွန်ချက်အကောင်တန်းတန်းလေးတွေကိုလောလောဆယ်တဝက်ထည့်ပါမယ်ခရမ်း6မွားလေးတွေထည့်ပါမယ်ပစွန်6ထောင်းထားတာလေးတွေထည့်ပါမယ်ရှင်မန္တလေးကနေကိုယ်တိုင်မှားထားတဲ့ပဲမုံမှုမွေးအစ်စ်လေးတွေထည့်ပါမယ်ရှင်စုံစီပဲစီမွေးလေးတွေထည့်ပါမယ်ပဲစီရွှဲရွှဲလေးကြိုက်တဲ့လူတွေကပို့ထည့်လို့ရတယ်နော်နံပြရည်ချူချူလေးတွေထည့်ပါမယ်ရှင်ဒီနေရာမှာအရသာပြင်းပြင်းကြိုက်တဲ့လူတွေကအရသာမုံတွေထည့်လို့ရတယ်နော်ဒီမှာကျတော့လက်ဖက်ရဲ့အရသာအတိုင်းလေးပဲပြီးကျင်တာမို့လို့ဒီထဲမှာအရသာမုံတွေမထည့်တော့ပါဘူးရှင်အဆက်ကြိုက်တဲ့လူတွေငုတ်ပြီးစိမ်းလေးပို့ထည့်လို့ရတယ်အချင်ကြိုက်တဲ့လူတွေကတံမြာသေးထည့်ညှိလို့ရပါတယ်ရှင်ဒီဆိုရင်အရသာရှိတဲ့လက်ဖက်တုပ်ကောင်းကောင်းလေးရပါပြီလက်ဖက်တုပ်ကထမင်းလေးနဲ့လဲစားလို့အဆင်ပြေသလိုရင်သွေးချမ်းလေးတောက်ရင်းနဲ့လဲသုံးဆောင်လို့အဆင်ပြေပါတယ်ရှင်ခုနချက်နာတဲ့ပစွန်6ကောင်လေးတွေထည့်မယ်စစ်သွန်ဖြူမြုပ်သီးစိမ်းလေးတွေနဲ့တွဲပြီးတော့စားလို့ရပါတယ်ရှင်စစ်တင်ပါတယ်